ဒီဗီဒီယိုကတော့ခေါင်းစဉ်မှာပါတဲ့အတိုင်းပဲစကြတော့ခင်ဗျာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့အတွက်ချမ်းသာမှာလားတမို့ရုပ်ချောရမှာလားပစ္စည်းဥစ္စာတွေလည်းပေါ်ကျွေးရမှာလားဒါမှမဟုတ်ခင်ဗျားကစိတ်ဓာတ်ကောင်းရမှာလားတခြားသူတွေပေါ်မှာသဘောကောင်းရမှာလားဒါမှမဟုတ်ရင်လည်းခင်ဗျားကရုပ်တည်တည်တဲ့ဟင်းနဲ့နေပြရမှာလားလူတွေတော်တော်များများကအတွင်းစိတ်ကိုမကြည့်ခင်အပြင်ပိုင်းကိုပုံစံရင်ဖော်ချတာများတယ်ဘဝင်ချင်မှဖြစ်ဖြစ်ငွေချင်းပေါင်းတင်နေတယ်ပဲဖြစ်ဖြစ်မိဘဆွေမျိုးတန်းဝိုင်းနေတယ်ဖြစ်ဖြစ်ဒီကောင်ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဒီလိုမျိုးပုံစံရင်ဖော်ချတာများတယ်ခင်ဗျားဘယ်လောက်ပဲချမ်းသာခင်ဗျားဘယ်လောက်ပဲပတ်စံရှိပတ်စံတွေပဲရှိခင်ဗျားဝတ်ထားတဲ့ဝယ်စားကတာမန်ပဲစုပ်ပြက်နေမယ်ဆိုရင်ခင်ဗျားကဘူးမှချမ်းသာတယ်လို့ထင်မှာမဟုတ်ဘူးခင်ဗျားလမ်းမလျှောက်သွားနေကြည့်လိုက်ခင်ဗျားချမ်းသာတယ်လို့မှတ်ထင်မှာမဟုတ်ဘူးအမှတ်တူတယ်မှာ story ကျွန်တော်တက်ကိုစတက်တော့ကျွန်တော်ပုံစံဘာနဲ့မှမတူတာအရှင်းဆုံးပြောရရင်ကျွန်တော်ဂျလေးဘီပုံစံပဲရက်ကလည်းရှိတယ်ပိန်ကလည်းပိန်တယ်ဒီကြားတဲ့စပင်းကိုဒီလိုမျိုးနောက်ဘေးကအပြောင်းပေါ့နော်နောက်ကိုပြန်စီးထားတာကြည့်လိုက်ဂျလေးဘီပုံစံပဲရက်ကော်တွေကလူမိုက်လိုဘာလိုနဲ့အခုအချိန်နေနဲ့ကျွန်တော်ပြန်တွေးချင်ရင်ကျွန်တော်အဲ့အချိန်တော့ကျွန်တော်ရည်စရာဖြစ်ခဲ့ပါလားလို့တော့ကိုပြန်ပြီးတော့စဉ်းစားမိတယ်အဲ့ဒီပုံတွေပြန်တက်လာတိုင်း Facebook မှာ memory ပြန်တက်လာတိုင်းကျွန်တော်တကယ်ပြန်လာပို့ပေးတိုင်းကျွန်တော်ရည်ခဲ့ရတယ်ကျွန်တော်အဲ့တုန်းကဘယ်လိုပုံစံနေမှန်းတော့မသိခဲ့ဘူးနောက်ပိုင်းလုပ်တယ်လုပ်ငန်းဝင်တွေရောက်လာတယ်လုပ်ငန်းဝင်တွေရောက်လာတဲ့အခါကျမှပုံစံတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲသွားတယ်ခန္ဓာကိုယ်တစ်ဖြည်းဖြည်းပိုပြီးပြောင်းလဲလာတယ်အရင်တော့သိပြီးမပိန်တော့ဘူးပုံစံနဲ့ကြာလာတယ်ပိုပြီးတော့နေတဲ့စားတက်လာတယ်ပြောရမယ်ဆိုရင်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ကဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်အောင်ဘယ်လိုမျိုးလုပ်ရမလဲကိုယ်တိုင်ကိုယ့်ရဲ့ပုံစံကိုဆွဲဆောင်နိုင်ဖို့ဘာတွေလုပ်ရမလဲဘာတွေပြုပြင်ပြောင်းလဲရမလဲဆိုတာဒီနေ့ဗီဒီယိုမှာပြပြမှာဖြစ်ပါတယ်ဗီဒီယိုမစခင် channel ကို subscribe လုပ်ရင်လည်းကျွန်တော်အားပေးခဲ့လို့ရပါတယ်ဆိုတော့ဗီဒီယိုလေးစလိုက်အောင်ဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့အတွက်ပထမဆုံးလုပ်ရမယ့်အချက်ကကိုယ့်ရဲ့တနေ့တာကိုရေးမှတ်ထားပါလူတွေမှာတနေ့ကို24နာရီအကုန်တည်ရှိကြပါတယ်ကျွန်တော်ကိုယ်တိုင်24နာရီပဲအခုကြည့်နေတဲ့ခင်ဗျားလည်း24နာရီပိုင်တာပဲကမ္ဘာပေါ်ကလူတိုင်း24နာရီပိုင်တယ်အဲ့ဒီ24နာရီမှာကိုယ်တိုင်တနေ့တာဘာတွေဖြတ်သန်းလဲဆိုတာကိုယ်တိုင်သိဖို့လိုတယ်ကိုယ့်အချိန်တွေကိုလကားတဖြုံးတိမိနေလားကိုယ်တိုင်ဘာတွေလုံးမိနေလဲတနေ့ငါဘာတွေအချိန်တွေဖြုံးမိနေလဲဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုံးမိနေလားဂိမ်းတွေပေါ်မှာပဲအချိန်ဖြုံးမိနေလားဒါတွေကိုယ်တိုင်သိဖို့လိုမယ်ဒါနဲ့ဆွဲဆောင်မှုရှိတဲ့သူကြောင့်ဘာဆိုင်လို့ဆိုရင်ဒါရကိုပြုပြင်ပြောင်းလဲရမယ့်အချက်တွေလို့ကျွန်တော်မြင်တယ်ကိုပြုပြင်ပြောင်းလဲနိုင်မှကိုယ်တိုင်ဆွဲဆောင်မှုရှိတဲ့သူတယောက်ဓာတ်မှုရှိတဲ့သူတယောက်ဖြစ်လာမှာပါဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့အတွက်နောက်တစ်ချက်ကတော့တစ်ခုကိုဖြစ်အောင်လုပ်ပါလူတိုင်းမှာတော့ခင်ဗျာရီမန်းချက်ကိုစီရှိကြမှာပဲကျွန်တော်ကလည်းရီမန်းချက်တစ်ခုရှိတယ်ခုကြည့်နေသူတွေလည်းခင်ဗျားတို့လည်းရီမန်းချက်တစ်ခုရှိမှာပဲလူတွေကအလုပ်တီကြလုပ်တဲ့သူတွေသဘောကျတယ်အလုပ်ကိုအာရုံစိုက်ပြီးလုပ်တာအလုပ်ကိုတက်လိုင်းပြီးအောင်လုပ်တာဒီလိုမျိုးလူတွေသဘောကျတယ်ခင်ဗျာရုံးဝင်တဲ့တယောက်ဆိုပါစို့ခင်ဗျာအလုပ်တွေပြီးအောင်လုပ်တယ်ခင်ဗျာတတိခိုင်းသမျှခင်ဗျာမန်နေဂျာရဲ့အထက်လူကြီးခိုင်းသမျှကိုခင်ဗျာပြီးအောင်လုပ်တယ်ခင်ဗျာတက်လိုင်းအမိပြီးအောင်လုပ်ပေးတယ်ဆိုရင်ဒီလူကအလုပ်မှာတေးသေးချာစစ်လုပ်တတ်တယ်ဆိုပြီးတော့တွေးကြလိမ့်မယ်မြင်ကြလိမ့်မယ်ဆွဲဆောင်မှုရှိရလို့ထင်ကြလိမ့်မယ်ခင်ဗျာဖြစ်ရတဲ့ခုစဉ်းစားကြည့်မယ်ခင်ဗျာရုံးထဲမှာခင်ဗျာနဲ့ခင်ဗျာပြီးတော့တကယ်ချင်းတယောက်နဲ့လှုပ်နေတာထားအိမ်မှာပြီးမှလည်းကောင်မလေးတယောက်ရှိတယ်တကယ်ချင်း3ယောက်ပေါ့လှုပ်တယ်ထားအဲ့ဒီမှာခင်ဗျာကအလုပ်တေးသေးချာလုပ်တယ်မပုံမှန်ပဲအလုပ်လုပ်တယ်ဒါလိုက်မိပြီးအောင်လုပ်တယ်မန်နေဂျာခိုင်းသမျှတတိခိုင်းသမျှအကုန်လုံးလုပ်ပေးတယ်ဘာမှမငြင်းညူဒါလိုက်မိပြီးအောင်လည်းလုပ်တယ်လုပ်ကိုတေးသေးချာလည်းလုပ်တယ်ဘေးကတယောက်ကြတော့ပုံမှန်ပဲဒါမှလောက်ပဲလုပ်တယ်ချိန်တိုင်းလာစားရမှာပါဆိုတဲ့စိတ်နဲ့လုပ်တယ်ပုံမှန်တိုင်းလေးပဲလုပ်တယ်အဲ့လူနှစ်ယောက်မှာခင်ဗျာဘသူကပို့ပြီးတော့ဆွဲဆောင်မှုရှိလို့မြင်မလဲဘေးကမိန်းကလေးတယောက်ပါမနော်ဘေးကမိန်းကလေးတယောက်ကနေပြီးတော့မြင်မဲ့မြင်ရခင်ဗျာတည်ကြတယ်ခင်ဗျာအဝယ်ဆွဲဆောင်မှုရှိတဲ့သူတယောက်လို့မြင်ပါပဲခင်ဗျာအလုပ်ပြီးအောင်လုပ်တယ်ဒီလိုကျူးကျူးသားလုပ်တယ်ပုံမှန်လေးအေးအေးဆေးဆေးနေတတ်တယ်ဒီလိုမျိုးဆိုရင်ခင်ဗျာကိုဆွဲဆောင်မှုရှိတဲ့သူလို့မြင်ပါပဲဆွဲဆောင်မှုရှိတဲ့သူဖြစ်ဖို့နံပါတ်3အချက်ကတော့တိုးတိုးတိတ်နေပါတခါလေမှာတိတ်ဆိတ်ခြင်းကအကောင်းဆုံးတုံ့ပြန်မှုဆိုတာခင်ဗျာတို့ကြားဘူးကြမှာပါလူရင်းနဲ့မပတ်သက်တာလူရင်းနဲ့အယုံမဝင်တာလူတွေနဲ့ပုံပြီးမပြောတာဒါတွေကခင်ဗျာကိုဆွဲဆောင်မှုရှိတဲ့သူတယောက်လို့မြင်စေချင်မှာဖြစ်ပါတယ်လူတွေနဲ့ပို့ပြောရင်လူတွေကဆွဲဆောင်မှုရှိတဲ့သူလို့ထင်သွားလိမ့်မယ်လူတွေနဲ့ပို့ပြောလာရင်ဒီကောင်ရငပေါ်ကြီးဒီကောင်ရအယူပါကွာဆိုထင်သွားလိမ့်မယ်လူတွေလိုမျိုးနဲ့ခက်ရှင်းနေတာကကိုဆွဲဆောင်မှုရှိရလို့တခါလေမှာခံစားရစီမှာပါဆွဲဆောင်မှုရှိတော့လူဖြစ်ဖို့နံပါတ်4ချက်ကတော့ဒေါသမထပ်ပါနဲ့ဘာပဲလို့ခင်ဗျာဒေါသကိုရှေ့တန်းတင်ထားမယ်ဆိုရင်
ခင်ဗျာဘူးမှစကားလက်ပြမှာမဟုတ်ဒီကောင်တော့ဒေါသပဲထွက်နေတာပဲဒီကောင်တော့အမြဲတမ်းရန်လုံးနေတာပဲဒီလိုပုံစံနဲ့သူခင်ဗျာဘူးမှလေးစားမှလည်းမဟုတ်တယ်လို့ခင်ဗျားကလည်းသူများပုံမှာဆွဲဆောင်နေတဲ့သူတယောက်ဖြစ်မှာမဟုတ်ဆွဲဆောင်မှုရှိတော့သူဖြစ်ဖို့နောက်တစ်ချက်ရတော့ community ကောင်းရလိမ့်မယ်ခင်ဗျာပေါင်းသင်းဆက်ဆံရေးကောင်းရင်ခင်ဗျာလူတွေချမ်းမှာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ချင်ရင် community ကောင်းရလိမ့်မယ်သူတို့သဘောကောင်းပြတယ်ကူညီပေးတယ်ဖိမပေးတယ်သူတို့လိုအပ်တာတွေဖြည့်ပေးတယ်ဒီလိုမျိုးလူတွေဆိုရင်လူတွေကသဘောကျတယ်ဆွဲဆောင်မှုရှိတဲ့သူလိုမြင်ကြတယ်ဥပမာတစ်ခုပြပြမယ်ခင်ဗျားနဲ့ခင်ဗျားတကယ်ချင်းတယောက်ပေါ့နော်နှစ်ယောက်ပန်းချန်ထဲမှာလမ်းလျှောက်ထွက်တယ်ပန်းချန်မှာပုံမှန်ပဲလမ်းလျှောက်ထွက်တယ်ဒီအိမ်ဘေးနာပေါ့နော်ဒါမှမဟုတ်လည်းအိမ်နီးနာပန်းချန်တစ်ခုမှာလမ်းလျှောက်ထွက်တယ်ထားပါတော့အဲ့ဒီအချိန်မှာရက်ကွက်ထဲကလူကြီး3ယောက်ရက်ကွက်ထဲလူကြီး3ယောက်ကပန်းချန်ထဲမှာလမ်းလျှောက်လာတယ်အဲ့ဒီမှာခင်ဗျားနဲ့တွေ့ပြီးတော့စကားပြောကြတယ်ဆိုတော့စကားဆက်ပြောပြီးတယ်ခင်ဗျားနာမည်ထားပါတော့မောင်ကောင်းပေါ့ခင်ဗျားတကယ်ချင်းနဲ့လည်းပါတယ်ဖြစ်ချင်တော့ခင်ဗျားတို့2ယောက်ကချင်းထွင်းတာတွေပေါ့ချင်းထွင်းတာတကယ်နီးပြတယ်ချင်းထွင်းနေပေးတဲ့ဆရာတွေပေါ့နီးပြတယ်ဟုတ်ပြီအဲ့မှာလူကြီး3ယောက်ကနေပြီးတော့1ယောက်ကထားမေးတယ်မေးရပါနော်ဘာလို့ဆိုတော့မောင်ကောင်းနဲ့တီးတာဟုတ်မောင်ကောင်းထားမေးတယ်မောင်ကောင်းရေအန်တီဝိတ်ကြချင်တယ်ကွယ်အန်တီဝိတ်ကဘလို့ကြရမလဲလည်းမသိဘူးဝိတ်ကိုလည်းချချင်တယ်အန်တီဝိတ်ကနည်းနည်းလေးများနေတယ်ဒီလိုမျိုးမေးတယ်ဝိတ်ဘလို့ချရမလဲဝိတ်ချတဲ့နီးလန်းလေးပါလေးရှိမလားပေါ့မေးတော့ခင်ဗျားလည်းချင်းထွင်းတာဆိုတော့အဲ့ဒီမှာခင်ဗျားပေးရ1ယောက်ကစပြီးတော့ပြောတာအန်တီဝိတ်ချချင်လွယ်လွယ်လေးပါကျွန်တော်တို့အခုဖွင့်နေတဲ့ class မှာဝိတ်ကြဖို့အတွက်တည်တံ့လှုပ်ထားပေးတဲ့ plan တွေလည်းရှိပါတယ်အန်တီစိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့ club မှာလာပြီးတော့ join နေပါတယ်ဒီမျိုးပြောတယ်အန်တီတို့လည်းအဲ့လိုမျိုးဝိတ်ကြချင်တာလည်းတော်ပဲအဲဆိုရင်ဒါအန်တီစဉ်းစားလိုက်ရုံပဲဘာညာပေါ့ဒီလိုပြန်ပြောတာအဲ့ချိန်မှာမောင်ကောင်းကနေမျိုးပြန်ပြောတာအန်တီဝိတ်ကြချင်တာမလားလွယ်လွယ်လေးပါကျွန်တော်ပြပြမယ့်အချက်လေးတွေကျွန်တော်ပြပြမယ့်အရာလေးတွေကိုအန်တီလိုက်နိုင်တင်းတင်းလိုက်နိုင်ရုံနဲ့ဒါဝိတ်အမြန်ကြစေတယ်ပေါ့နော်တစ်ပတ်တွင်းမှာဝိတ်တိတိသားကြစေတယ်နှစ်ပတ်တွင်းမှာဝိတ်တိတိသားကြစေတယ်ဒါတွေကျွန်တော်ပြပြမယ်ဆိုပြီးတော့လေ့ကျင့်ခန်းလေးလုပ်ပြတယ်ပြီးရင်ဒီအစားအသောက်နဲ့ပတ်သက်တာတွေဝိတ်ကြမယ့်အစားအသောက်တွေကိုဘယ်လိုမျိုးစားရမလဲဘယ်လိုမျိုးတစ်နေ့တာမှာဘယ်လိုမျိုးအစားအသောက်တွေစားရမလဲဆိုတာမောင်ကောင်းကနေပြီးတော့အနေငယ်ရှင်းပြပေးတယ်အဲ့ဒီမှာအန်တီကနေပြီးတော့အော်ကျေးဇူးတင်ပါတယ်တားရဲ့အန်တီလည်းဝိတ်ကြချင်တာနဲ့အတော်ပဲအန်တီလည်းဒီလိုမျိုးလေးဝိတ်ကြချင်တာအန်တီတားအခုလိုမျိုးလမ်းညွန်ပေးလိုက်တော့အန်တီလည်းတီးသွားတာပေါ့ဘယ်လိုဝိတ်ကြရမလဲဆိုတာတီးသွားတာပေါ့ဒီလိုမျိုးပြန်ပြောမယ်အဲ့ဖြစ်တစ်ခုမှာစဉ်းစားကြည့်မယ်ဒီလိုနှစ်ယောက်ထဲမှာဘယ်သူကပို့ပြီးတော့ဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်မယ်လို့ခင်ဗျားတို့ထင်လဲအဖြေကိုတော့ comment ထဲမှာရေးခဲ့ပြီးလို့ရပါတယ်ဆိုတော့ဆွဲဆောင်မှုရှိတဲ့သူဖြစ်ဖို့နံပါတ်6ကတော့တီးခြားနေထိုင်ပါခင်ဗျာမိန်းကလေးရဲ့စိတ်ဝင်စားမှုခံကျင်တယ်မိန်းကလေးတော်တော်များများလည်းခင်ဗျာဆွဲဆောင်မှုရှိတဲ့သူတယောက်ပဲကြိုက်ပါသူတို့စိတ်ထဲမှာဆွဲဆောင်မှုမရှိတဲ့သူဒီကောင်ကပိန်ညောင်းနေတယ်ဒီကောင်တော့အရန်ဝါနေတယ်ဒါဆိုခင်ဗျာကြိုက်မှာမဟုတ်နောက်ပြီးမိန်းကလေးတော်တော်များများကအဖွဲတဲ့နေတဲ့သူဆိုရင်မကြိုက်ဘူးခင်ဗျာတကယ်ချင်းအများကြီးစုနေမယ်ဘယ်ဘက်တော့ခင်ဗျာတကယ်ချင်းအကုန်ပါမယ်ဘယ်ဘက်တော့ဥမာဘီယာတန်သွားတာဖြစ်ဖြစ်ခင်ဗျာဖျားသွားတာဖြစ်ဖြစ်တကယ်ချင်းပေါင်းသိနေအပြင်သွားတာဖြစ်ဖြစ်တကယ်ချင်းအများကြီးစုပြီးနေတဲ့သူတွေဒီကြတယ်မိန်းကလေးလုံးဝမကြိုက်ဘူးသူတို့ကအဲ့ဒီမှာတီးကြနေတဲ့သူအေးချမ်းချမ်းနဲ့အေးဆေးဆေးနဲ့ကိုယ်တိုင်တီတီငြိမ်ငြိမ်လေးနဲ့အေးချမ်းချမ်းနေတဲ့သူပဲကြိုက်တာအခုဗီဒီယိုကြည့်ရတဲ့မှာခင်ဗျာအေးဆေးဆေးနေတဲ့သူခင်ဗျာဒီတက်နေတဲ့ခင်ဗျာဘလို့ဆရာရှိအလုပ်တွေကိုပုံမှန်လုပ်နေတဲ့သူဆိုရင်ခင်ဗျာကြိုက်နေသူရှိလိမ့်မယ်မရှိသေးရင်လည်းရှာလိုက်ပါဆွဲဆောင်မှုရှိတော့သူဖြစ်ဖို့နံပါတ်9ကတော့ဖြစ်တယ်လို့မနေပါနဲ့ဘောကိုဖြစ်တယ်လို့နေတာကလူပြောလူညံ့တွေရဲ့အလုပ်ပါဘာမှအပင်မခံမဲ့နေခြင်းနဲ့ပြည့်စုံတဲ့နေခြင်းနဲ့စင်လုံးကြောင့် perfect ဖြစ်ခြင်းနဲ့ဒီလိုလူတွေကဘောမှာတိုးတက်မှာမဟုတ်ဘူးဒီလိုလူတွေကလည်းဘောမှာအောင်မြင်မှုဆိုတာရှိမှာမဟုတ်ဘူးသူတို့ရဲ့ရည်မှန်းချက်ကိုသွားမေးကြည့်တယ်သူတို့သိမှာမဟုတ်ဘူးဆွဲဆောင်မှုရှိဖို့မပြောနဲ့သူတို့အခုလက်ရှိဖြစ်နေတဲ့အရာကိုတော့မှသူတို့မသိဘူးရှင်းရှင်းပြောရရင်သူတို့အင်ကြီးတော့သူတို့ရှော့တာမှာမဟုတ်ဘူးလူတိုင်းလည်းဘောမှာတကူဖြစ်ချင်ကြမှာပဲဟုတ်တယ်မလားချို့ကြတော့လေကိုဖြစ်ချင်တဲ့အရာတွေကိုကိုယ်ကိုယ်တိုင်ကြိုးစားရင်းနဲ့လုပ်ယူလို့ရတယ်ချို့ကြတော့လေမွေးလာကလေးကမိဘတွေချမ်းသာလို့ကြောထောင်းနောက်ခံကောင်းလို့စီမီသွားလူတွေရှိတယ်အဲ့ဒီတဲမှာမှဖြစ်တယ်လို့မနေတဲ့သူဘောကိုဖြစ်တယ်လို့မနေတတ်တဲ့သူပဲအောင်မြင်သွားတာဘောမှာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်လာတာဆွဲဆောင်မှုရှိတော့သူတယောက်ဖြစ်ဖို့နောက်တစ်ချက်ကတော့ singular focus ထားရပါမယ်ခင်ဗျဘာပဲလုပ်လို့ခင်ဗျလုပ်နေတဲ့အလုပ်တစ်ခုကို focus ထားပြီးလုပ်ပါ focus အပြည့်နဲ့လုပ်ပါဒီလိုမျိုးပဲခင်ဗျအလုပ်3-4ခုလောက်လုပ်နေမယ်တစ်ချိန်တည်းမှာဒီလုပ်ချင်တယ်ဒီလုပ်ချင်တယ်ဒီလုပ်လုပ်ချင်တယ်ဒီလိုမျိုးလုပ်တဲ့သူကအလုပ်တစ်ခုတည်းကိုလုပ်တဲ့သူထက်အလုပ်လေးပြီးမှမဟုတ်ဘူးအပြည့်ကနေကြည့်တော့ဒီကောင်အလုပ်ရမ်းများတယ်လို့ထင်ရမယ်တကယ်လည်းအလုပ်လုပ်တဲ့သူတကယ်လည်းသိတဲ့သူဆိုရင်ဒီကောင်ဗျာများနေတာဘာလုပ်ကိုလုပ်ရမှန်းမသိဘူးဗျာများနေတဲ့သူတယောက်ပဲဖြစ်မှာခင်ဗျလေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တော့
လေ့ကျင့်ခန်းလုပ်တဲ့အခုကိုပဲ focus ထားပြီးလုပ်မယ်ဆိုရင်ခင်ဗျရက်ကြတာနဲ့ခင်ဗျရဲ့ body ကပို့ပြီးတော့ကောင်းလာလိမ့်မယ်ပို့ပြီးတော့တန်မာလာလိမ့်မယ်ဒီလိုမျိုးနဲ့အလုပ်တစ်ခုတည်းကို focus ထားပြီးလုပ်ပါအဲ့လိုဖို့ပဲနဲ့ဒီဟာလေးလုပ်ချင်တယ်ဟိုဟာလေးလုပ်ချင်တယ်ဆိုရင်ခင်ဗျအလုပ်တစ်ခုတည်းမှာ focus ထားဖို့ကလုံးဝမဖြစ်နိုင်ဘူးဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့နံပါတ်9အချက်ကတော့ရှားသူတွေအမြင်နဲ့မကြည့်ပါနဲ့အသက်ပြည့်တစ်ခုရောက်လာရင်လူတွေကပြောချင်ကြတယ်လူပြိုရွယ်ပေါက်လာရင်အသက်18ရောက်လာပြီဆိုရင်လူတွေပြောချင်ကြတယ်။ဒီကောင်ဘာလို့မှမလုပ်ဘူး။ဒီကောင်ကတော့မိဘပစံထိုင်ဖြုံးနေတယ်။မိဘပစံလက်ကထိုင်ဖြုံးနေတယ်။ဘာလို့မှလည်းမလုပ်ချင်ဘူး။လက်ကြိုးမတင်းဘူး။ဒီလိုမျိုးပြောလို့ကြားပြီးကြမှာပါ။တကယ်နဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးပြောရတဲ့သူတွေအရင်ကိုကြည့်လိုက်ပါ။အလုံးမလုပ်တဲ့သူတွေမှာတပုံကြီးပဲ။သူတို့သားသမီးတွေသူတို့ညီကောင်မောင်နှမတွေမပြောကြဘူး။လူတွေကတခြားသူဘာဖြစ်နေလဲဆိုတာပဲသိတာ။မြင်တာ။ကိုဘာဖြစ်နေလဲမသိဘူး။ကိုဝင်ရသူဘာဖြစ်နေလဲမသိဘူး။ဒီလိုအခြေအနေမျိုးမှာသူတို့အမြင်နဲ့အမြင်ကိုမကြည့်ပါနဲ့ကိုရှားမယ့်ရည်ရွယ်ချက်ကိုသွားမဲ့ပန်းတိုင်းကိုကိုယ်တိုင်ရှာဖို့လိုတယ်ဘယ်သူတွေဘာပဲပြောခင်ဗျားကိုပတ်ဝန်းကျင်မကောင်းတာပြောလိမ့်မယ်ခင်ဗျားနည်းနည်းလေးအောက်မြင်လာပြီဆိုခင်ဗျားမကောင်းပြောတဲ့လူကပုံများလာလိမ့်မယ်ခင်ဗျားရက်ကွက်ထဲမှာအလုပ်ကောင်းတစ်ခုရလို့လူထင်ကြီးပြီးတော့လူတွေကိုဆွဲဆောင်နေတဲ့သူတယောက်ဖြစ်လာပြီဆိုရင်ခင်ဗျားမကြိုက်ကြတော့ဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့နောက်ဆုံးအချက်ကတော့ကိုယ်တိုင် believe လုပ်ရပါလိမ့်မယ်ယုံကြည်မှုဆိုတာကိုယ့်ရဲ့လင်းထဲကလာတဲ့စကားတစ်ခုပါခင်ဗျားကိုယ်များယုံကြည်တယ်ခင်ဗျားဘာပဲလုပ်ခင်ဗျားဖြစ်နိုင်တယ်ခင်ဗျားဘာအလုပ်ပဲလုပ်ဖြစ်နိုင်တယ်ဆိုရင်ခင်ဗျားကိုယုံကြည်တယ်ဆိုရင်အဲ့ဒီလုပ်ကပြီးသွားလိမ့်မယ်အဲ့ဒီလုပ်ကအချိန်ခဏလေးအတွင်းမှာအောင်မြင်လာလိမ့်မယ်ပြီးမြောက်လာလိမ့်မယ်ကိုယ့်ရဲ့စိတ်ကို command လုပ်နိုင်တဲ့သူကပဲဆွဲဆောင်နိုင်တဲ့သူတယောက်ဖြစ်လာလိမ့်မယ်ဒီလိုမှမဟုတ်ဘဲနဲ့ခင်ဗျားကကိုယ်တိုင်လုပ်နေတဲ့အရာတစ်ခုမှာမယုံကြည်ဘူးဆိုရင်ခင်ဗျားလည်းဆွဲဆောင်နိုင်မှုရှိမှာမဟုတ်ဘူးခင်ဗျားကိုကြည့်တဲ့သူကလည်းဒီကောင်ဆွဲဆောင်နေတဲ့သူတယောက်ဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်မယ်လို့ထင်မှာမဟုတ်ဘူးအပဲ့ CEO Steve Jobs ဆိုရင်ကိုမယုံကြည်လို့အစားပိုင်းမှာ presentation လုပ်တဲ့အချိန်မှာဆွဲဆောင်မှုမရှိခဲ့ဘူးနောက်ပိုင်းနှစ်တွေမှာတော့သူ့ကိုယ်သူဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်အောင်လို့ပြုရင်ပြောင်းလဲခဲ့တယ်အဲ့ဒီနောက်မှာတော့သူပြောတဲ့စကားတွေကပို့ပြီးတော့လူတွေပေါ်မှာယုံကြည်မှုရှိလာတယ်လူတွေပေါ်မှာ command လုပ်နိုင်တယ်သူပြောတဲ့အကြောင်းအရာပေါ်မှာသူကိုယ်တိုင်ယုံကြည်တာဖြစ်တဲ့အတွက် presentation လုပ်တာတဲ့အခါမှာပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးတော့တစ်နေ့ထက်တစ်နေ့ပို့ပြီးတော့ကောင်းလာတဲ့ presentation လုပ်နိုင်တယ်အဲ့ဒါသူကိုယ်သူယုံကြည်လို့ပဲလူတယောက်ယုံကြည်မှုနဲ့စကားပြောမယ်ဆိုရင်ချိန်တစ်ခုကြာလာတဲ့အခါအဲ့ဒီကိုလုံးနေတဲ့အလုပ်တစ်ခုပေါ်မှာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်လာလိမ့်မယ်ကိုယုံကြည်မှုအပြည့်နဲ့စကားပြောတဲ့အခါစကားပြောနိုင်တဲ့အခါလူတွေပေါ်မှာဆွဲဆောင်မှုရှိလာလိမ့်မယ်ဆွဲဆောင်မှုရှိတဲ့သူတယောက်လို့မြင်ရလာလိမ့်မယ်ဗီဒီယိုကိုအနှစ်ချုပ်ရမယ်ဆိုရင်လူတွေမြန်မာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့ရုပ်ချောဖို့လည်းမလိုဘူးချမ်းသာဖို့လည်းမလိုပြန်ခင်ဗျာကားတွေစီးနိုင်ဖို့လည်းမလိုဘူးလူတွေမြန်မာဆွဲဆောင်မှုရှိတဲ့သူတယောက်ဖြစ်ဖို့အတွက်ခုနကပြောခဲ့တဲ့အချက်10ချက်လို့ကျွန်တော်ကမြင်တယ်ဒီချက်10ချက်ထဲမှာမှကိုယ်နဲ့ကိုက်ညီတဲ့ချက်ကဘယ်ချက်ရှိမလဲကိုယ်နဲ့မကိုက်ညီတဲ့ချက်ဘယ်ချက်ရှိမလဲဘယ်ချက်တွေကတော့ကိုယ်နဲ့လိုအပ်နေသေးလဲကွန်မန့်မှာရေးခဲ့ပြီးလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပဲပြန်တွေ့ပါမယ်